အခုလိုမျိုးကက်မှာမြန်မာစာတန်းထိုးတာတွေကိုလုံးတက်သွားပြီလားလူမျိုးမလုပ်တဲ့တူဆိုရင်ကက်မှာမြန်မာစာဘယ်လိုထည့်တယ်ဆိုတာကိုကျွန်တော်ပြောပြသွားပါမယ်ကက်မှာမြန်မာစာမှန်မှုဆိုရင်ကျွန်တော်ဒီ Subfound 3 ဟိုဟာကိုကျွန်တော်တို့ Play Store နဲ့ download ပါမယ် Play Store မှာကျွန်တော်တို့ Subfound 3တို့ကျွန်တော်ရိုက်ရှာပါမယ်ဒီ software တွေကို download ပါမယ်ဒါကျွန်တော် download ပြဆိုတော့ကျွန်တော် download မပြတော့ပါဘူးအခုမှစပြီးတော့လုပ်မဲ့သူတွေကဒီ software လေးကို download ပါမယ်ကျွန်တော်ပြီးရင်ဒီ software တွေကျွန်တော်တို့ဝင်ပါမယ်ဒီ software တွေကိုဝင်မယ်ဆိုရင်ဒီလိုမျိုးလေးဖြစ်ပါလိမ့်မယ်ဒါဆိုရင်ကျွန်တော်ဒီမှာအောက်မှာမြန်မာဆိုတာကျွန်တော်ရှာပါမယ်ဒီမှာမြန်မာပါဒီမြန်မာနေပြီးတော့ကျွန်တော်တို့ကိုအဆင်ပြေမဲ့ font ကို download ဆွဲလို့ရပါတယ် download ဆွဲတော့ဒီရောက်ပါဒါလေးပဲနှိပ်ပြီးဆွဲရုံပါပဲဒါဆိုရင်ကျွန်တော်တို့ရပါပြီဒါဆိုရင်ကက်ထဲကျွန်တော်တို့ဝင်မယ်ကက်ထဲဝင်ပြီးကျွန်တော်တို့ဗီဒီယိုတစ်ခုကျွန်တော်တို့ရွေးလိုက်မယ်ဒီဗီဒီယိုတစ်ခုကျွန်တော်ရွေးလိုက်ပါမယ်ပြီးရင်ကျွန်တော်တို့ထည့်လိုက်မယ်ပေါ့နော်ဒီမှာကျွန်တော်တို့စာတန်းထိုးမှဖြစ်တဲ့အတွက်အောက်မှာ tag ဆိုတာရှိပါလေဒါလေးကျွန်တော်နှိပ်မယ်နှိပ်ပြီး tag ကိုနှိပ်မယ်ပြီးရင်ကျွန်တော်တို့ဒီမှာစာရိုက်မယ်ပေါ့နော်မြန်မာစာကြည့်မယ်မင်္ဂလာပါဒီလိုမျိုးဖြစ်နေပါတော့ဒါကျွန်တော်တို့စာမမှန်သေးဘူးဒါကျွန်တော်မှန်ချစ်လိုက်မယ်ပြီးဆိုတာနဲ့ကျွန်တော်တို့ဒီမှာ style ဆိုတာရှိတယ်ကျွန်တော် style လေးကိုသွားမယ် style ကိုသွားပြီးကျွန်တော်တို့ font ကိုသွားမယ် font ကိုသွားပြီးဒီဘက်နင်းဆွဲလိုက်ပြီးတော့ my font လေးကိုကျွန်တော်တို့သွားမယ်သွားပြီးဒီမှာကျွန်တော်ဦးမှုလက်ရေးဆိုတာလေးကိုကျွန်တော်တို့နှိပ်လိုက်မယ်နှိပ်ပြီးဒီမှာအမှန်ချစ်လေးရှိတယ်အမှန်ချစ်လေးကျွန်တော်နှိပ်လိုက်မယ်ဒါဆိုရင်မင်္ဂလာပါဆိုတာဒါမှန်သွားပြီပေါ့နော်ဒါအောက်လေးနဲ့ချလိုက်မယ်โอเคဒါဆိုရင်ဒီလိုမျိုးနဲ့ကျွန်တော်တို့မြန်မာစာကိုမှန်ကန်ထည့်လို့ရပါပြီဒီဗီဒီယိုလေးကမိတ်ဆွေတို့အဆင်ပြေဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုလေးကို like နဲ့နောက်ပြီးအောက်က comment မှာ okay လို့ရေးပေးခဲ့ပါဦးဒါဆိုကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်အားလုံးပဲ拜拜ပါ